ပတ်ကို2ခါလောက်ကတော့အတူတူနေရမယ်အနည်းဆုံးအဲ့ဒီမှာမှတစ်ခါလောက်ကမိန်းမဘက်ကနေပြီးတောင်းဆိုရမယ်အဲ့တော့မှယောက်ျားဟဲငါကိုငါမိန်းမကလိုချင်နေတောင်းဆိုတယ်ဆိုပြီးသူ့မှာယောက်ျားရဲ့မှန်ပြောတာအမျိုးသမီးတွေကပေါ့နော်တနေ့ကုန်အလုပ်ကလေးထိုင်ပင်မတွေများလာပြီးတော့ပေါ့နော်အမျိုးသားကြတော့ဒီအတူတူနေချင်တဲ့စိတ်ဆန္ဒပြင်းပြလာပြီဆိုလို့ရှိရင်ဘယ်လိုမျိုးညှိယူကြမလဲဆိုတာလေးပြောပြပေးပါဦးလှမ်းတို့ရင်ဖွင့်ညာခဏအဲ့ပြဿနာရှိရဲ့အမရဲ့ကျမမှာကလေးကလည်းနှုတ်တိုက်ရသေးရဲ့သိရမလားအိမ်လုပ်တွေကလည်းလောက်ရသေးရဲ့အဲ့တော့ယောက်ျားအပြန်လာတဲ့အချိန်မှာစိတ်ဆန္ဒရှိ Telegram တွေကကြည့်ပြီးဝင်စိတ်ကပြင်းပြလာကျမအဲ့မှာလာမထိနဲ့ဘာအမြဲတမ်းမထိနဲ့ဆိုတော့ကျမယောက်ျားတခြားမိန်းကလေးနဲ့တွဲတယ်နင်းကြောင်ငါတွဲရတာနင်ကငါပေးမထိလို့လုံးအောင်ဆိုတော့လှမ်းတို့ကအဲ့တော့ပြောပြတာညီမတို့စိတ်ဆန္ဒရှိလားမရှိတော့ဘူးမကြီးတဲ့ကျမဖះတရားပဲစိတ်ဝင်စားတယ်ခလေးလည်းမွေးပြီးဒီခလေးပဲခေါင်းထဲမှာရှိတယ်သူတို့မှာဖះတရားနဲ့ခလေးပဲခေါင်းထဲမှာရှိရယ်ဟုတ်ပြီညီမလေးယောက်ျားတစ်ယောက်ကမိန်းမတစ်ယောက်ကိုတရဝင်းယူပြီးဆိုတာတည်တရဝင်းသူ့ဆန္ဒဖြည့်ဆည်းခြင်းတော့ရှင်းနေတာပဲတရဝင်းယူတာဒီတရဝင်းသူ့ဆန္ဒကိုဖြည့်ဆည်းခြင်းလို့ယူတာဖြစ်တဲ့အတွက်ညီမဒါကိုစိတ်ကုန်လို့မရအောင်အဲ့တော့ကိုယ့်ဘက်ကနေတောင်းဆိုရမှာရှိဟာအမတမိတစ်ခါမှမတောင်းဆိုဘူးရှက်တယ်ယောက်ျားဘက်ကပဲတောင်းဆိုတာဒါတော့မှညင်းပြီးတာ no တပတ်ကို2ခါလောက်ကတော့အတူတူနေရမယ်အနည်းဆုံးအဲ့ဒီမှာမှတစ်ခါလောက်ကမိန်းမဘက်ကနေပြီးတောင်းဆိုရမယ်အဲ့တော့မှယောက်ျားဟဲငါကိုငါမိန်းမကလိုချင်နေတောင်းဆိုတယ်ဆိုပြီးသူ့မှာယောက်ျားရဲ့မှန်ပြောတာနမို့ဆိုလို့ရှိရင်တခြားကောင်မလေးကိုကြီးဆိုပြီးတော့သိရမလားဗာလဲသူတို့ရဲ့ရင်ပတ်နှလုံးလေးတွေအဲ့မှာတုံစီလုတ်ပြလိုက်တာနဲ့ဟဲငါ့ကိုဒီကောင်မလေးကလိုချင်တယ်တော့ဆိုတဲ့စိတ်ကဖြစ်သွားပြီးတော့ပါသွားရော